အားလုံးပဲမင်္ဂလာပါကိုပိုင်ကတော့ဒီနေ့လက်ဖက်ရည်ကိုတောက်ပြမှာဖြစ်ပါတယ်လက်ဖက်ရည်ဆိုတာကဒီလက်ဖက်6ရင်းနှီးချမ်းဖြစ်တယ်ပေါ့နော်ပုံမှန်တောက်နေကြမတူဘဲနဲ့ဒီတစ်ခါမှာတော့ Chinese style တရုတ် style လေးပေါ့နော်tea ceremony လေးနဲ့တောက်ပြမှာဖြစ်ပါတယ်အဲ့တော့ vlog ကိုစုံကြည့်ပေးပါဦးကဲအဲ့ဆိုလို့ရှိရင်ဒီ tea ceremony လေးမစခင်မှာပစ္စည်းလေးတွေကိုအရင်ဆုံးခင်းကျင်းပါမယ်ပစ္စည်းလေးတွေကိုခင်းချင်းနဲ့တခါတည်းပြချင်တာပေါ့နော်အဓိကကကြတော့ဒီဟာလေးတွေကကြတော့ရင်းနှီးထဲတောက်မဲ့ဖန်ကွက်လေးတွေဖြစ်ပါတယ်ရင်းနှီးတောက်မဲ့ကြွေကွက်လေးတွေပေါ့နော်နောက်တစ်ခါကျတော့ဒီမှာရေးထားတဲ့တရုတ်စလုံးလေးရှိရဲအဲ့တရုတ်စလုံးရဲ့အဓိပ္ပာယ်ကိုပြပြရမယ်ဆိုလို့ရှိရင်လောကမှာတဲ့ဒီပန်းမျိုးစုံရှိတယ်အနက်ရနက်မျိုးစုံရှိတယ်ဒါပေမဲ့ဒီလက်ဖက်6ရဲ့အနက်လောက်မမွေးပါဘူးလက်ဖက်6ကပိုမွေးတယ်ပေါ့နော်ဒါကကြတော့ तू ကလက်ဖက်6ကိုကြိုက်နှစ်သက်တဲ့ဒီပေါ့နော်ကြပြဆရာက तू ရေးထားတာ तू လက်ဖက်6ကိုအရင်ကြိုက်နှစ်သက်တယ်ပန်းတွေကဘောင်းစုံရှိရဲဒါပေမဲ့ပန်းတွေရဲ့အမွေးရနက်ကဒီလက်ဖက်ရဲ့အနံ့ကိုတော့မကြော်လွန်နိုင်ဘူးဆိုတော့ဒီအတိတ်ပဲလေးပေါ့နော်အဲ့တော့စပြီးတော့ခင်းချက်မှာဖြစ်ပါတယ်ဒီအားကြတော့လက်ဖက်6ပေါ့နော်ဒီလက်ဖက်6အိုးထဲမှာလက်ဖက်6အိုးထဲမှာဒီအိုးထဲမှာအရင်ဆုံးလက်ဖက်6ကိုနှက်မယ်ပြီးွားလို့ရှင်ဒီအိုးလေးထဲမှာနှက်လို့လက်ဖက်6ကြီးကြပြီဆိုတာနဲ့ဒီအိုးလေးထဲမှာထည့်ပြီးတော့တောက်မှာဖြစ်ပါတယ်ဒီကနေမှာကိုတောက်မဲ့ခွက်ကလေးတွေကိုတစ်ခွက်ချင်းစီထည့်ရမယ်ပေါ့နော်ဒါလက်ဖက်6နှက်မဲ့အိုးလေးဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှင်ရေနွေးစပြီးတော့ငှဲ့ပါမယ်လက်ဖက်6ကလည်းကြာပြီပေါ့နော်အနံလေးကလည်းရမ်းမှုရယ်ဒီချိန်ဒီအနေထားလောက်ဆိုရင်တောက်လို့ရပြီပေါ့နော်ဒီလက်ဖက်6ရေအိုးတဲ့ကိုပုံမှန်ဒီလက်ဖက်6ပေါ့နော်မကြိုက်ဘူးဆိုလို့ရှင်ကိုကနောက်ထပ်ထပ်ပြီးတော့ topping လေးတွေထည့်လို့ရအဲ့ဒါကြတော့ဆော်နာနှင်းစီပန်းကြောက်ကလေးတွေနောက်တစ်ခါကျတော့စပယ်ပန်းကြောက်ကလေးတွေနောက်တစ်ခါဂန္ဓမာပန်းကြောက်လေးလည်းထည့်ပြီးတောက်မယ်ဆိုလို့ရှင်အနံ့ကောအရသာကောအယောင်စင်းကောအရန်လာမှာဖြစ်ပါတယ်ဒီလိုရာသီဥတုကကြတော့အေးနေတဲ့အချိန်မှာဒီလိုရေနွေးမှုေးလေးရယ်နောက်တစ်ခါကျတော့ဒီစိတ်သားကြောက်ရယ်ပေါ့နော်အရန်လိုက်ဖက်ပါတယ်အဲ့အစားဆောနာတီယိုစီတို့နောက်တစ်ခါကျစပစ်တီကြောက်တို့နောက်ဘွားလို့ရှယ်ရယ်မရွေးလေးတွေနောက်တစ်ခါကျတော့ပဲကြော်လေးတွေမြေပဲကြော်လေးပေါ့နော်နောက်တစ်ခါကျတော့မြေပဲ snack လေးတွေနောက်တစ်ခါမြေပဲယိုနှမ်းယိုအဲ့ဟာလေးနဲ့ရင်းနှွေးနေအရန်လိုက်ဖက်ပါတယ်ဒီရင်းနှွေးတောက်တာကကိုအပေါင်းအသင်းနေနဲ့ဝိုင်းဖွဲ့ပြီးတော့တောက်ရင်လည်းပျော်စရာကောင်းသလိုတစ်ခါကြရင်ကိုတယောက်တည်းလဲဒီလိုပုံစံမျိုးလေးနဲ့ပေါ့နော်တောက်မယ်ဆိုလို့ရှင်လဲတကယ် relax ဖြစ်ပါတယ်တကယ်ဇိမ်ရှိတယ်ပေါ့နော်ကိုယ်တို့ကျတော့ unisex ကြိုက်တဲ့သူမို့လို့ပေါ့နော်ဒီလိုမျိုးတောက်ရတာအရန်ကြိုက်တယ်အဲ့တော့အိုးထဲကိုနောက်ထပ်ရေနွေးလေးထပ်ထည့်ပြီးတော့နှက်ပါမယ်ဒီလက်ဖက်6မျိုးအစားကြတော့သူကရေနွေးကိုပေါ့နော်ဟိုဟာလောက်3ခါလောက်ထည့်ပြီးတော့3ရေလဲပြီးတော့တောက်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ညနေဘက်တွေဆိုရင်ပုံမှန်ဆိုရင်အရင်တော့ပေါ့နော်ဒီလိုညနေဘက်ရောက်ပြီးညရောက်ပြီးဆိုလို့ရှိရင်ဟာဘိုက်တွေစားတဲ့အချိန်မှာအများကြီးတွေစားမိတယ်အရန်စားမိတယ်အခုနောက်ပိုင်းကတော့ဒီလိုညဘက်ရောက်ပြီးဆိုလို့ရှိရင်ဒီလိုရည်နွေးချမ်းလေးတောက်လိုက်ဒီရည်နွေးချမ်းနဲ့လိုက်မဲဟာလေးတွေပေါ့နော်ဆောနာဒီအစီဆန်လေးတွေဒီလိုအသားကြောက်ကလေးတွေဒါမျိုးလေးတွေကိုစားပြီးရည်နွေးတောက်တော့ခဏလေးနဲ့လည်းဘိုက်တင်နဲ့အစာလည်းပြည်တယ်ပေါ့နော် အ
လက်ဖက်6ထဲမှာဆိုလို့ရှိရင်ကိုပိုင်ကကြတော့ဆောနာကJasmine tea ဒီစပယ်ပန်းလက်ဖက်6တေးနောက်တစ်ခါကျတော့green tea ပေါ့နော်အရန်ကြိုက်တယ်ဒါပေမဲ့တစ်ခါလေးကြပြန်တော့လေဒီလော်နံကောင်းညင်းမွေးပေါ့နော်ကောင်းညင်းမွေးလော်နံတင်အဲ့လိုလက်ဖက်6လေးလည်းတောက်ဖြစ်ပါတယ်ရဖက်ရက်ခါပေါ့နော်အမြဲတမ်းကြီးတော့အကြိုက်ကိုတော့ပုံသေးတော့မထားဘူးလက်ဖက်6ကိုမျိုးစုံတောက်ကြည့်တယ်ဒီရင်နွေးချက်နဲ့စိတ်သားကြောင့်နေရအရန်ကိုလိုက်ဖက်တော့ပဲတောက်ပါအောင်ချာအရင်တော့လေအသက်23 24 25အဲ့လောက်ထိကရင်နွေးချမ်းကိုမတောက်လည်းမတောက်တော့ဘူးမကြိုက်ဘူးဒါပေမဲ့အခုရင်နွေးချမ်းရမ်းကြိုက်လာတယ်အရန်ရေငတ်နေရေစာနေတဲ့အချိန်မှာတော့တို့ရင်နွေးချမ်းလေးတောက်လိုက်ရရင်တကယ်ကိုရင်ထဲလေးအေးတယ်မော်လေးပြေတယ်ပေါ့နော်ရေလဲပုံမှန်တောက်ပြတယ်ဒါပေမဲ့ယူနစ်ချန်ကကိုထက်အများကြီးပိုတောက်လာတယ်ပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ကိုပိုင်ရဲ့ vlog လေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေကိုလည်းထပ်ပြီးတော့ကြည့်ပေးပါဦးလို့နောက်ပြီးတော့ကိုပိုင်ရဲ့ဒီ YouTube channel နောက်တစ်ခါပိုင် vlog Facebook page နောက်တစ်ခါကျတော့ကိုပိုင်ရဲ့ TikTok account လေးကိုလည်းlike subscribe and follow လေးတွေလုပ်ပေးထားကြပါအောင်လို့အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်တတား